လေးခုနံပါတ် 11A ကိုပြောလိုက်တာနဲ့ဒီရဲ့ဘိုက်အတွင်းမှာကန်ကောင်းစီရဲ့နံပါတ်တစ်ခုလို့အားလုံးကပြောကြပါတယ်။အဲ့ဒီလိုပြောရတော့လေအဲ့ဒီခုနံပါတ်မှာစီးနေခဲ့တဲ့သူကလည်းတကယ်ကိုမှကန်ကောင်းလုပ်ခဲ့ရပါ။လေးခုနံပါတ် 11A ကတော့မကြသေးကလေးပြတ်ကြမှုမှာတဦးတက်တော့အသက်ရှည်ကျရေးသူရဲ့စီးနေခဲ့တဲ့ခုနံပါတ်ပဲဖြစ်ပါတယ်။လေးနံပါတ် 11A မှာစီးနေခဲ့တဲ့သူကတော့ဗီဒိန်နိုင်ငံသားအိန္ဒိယနယ်ပါရာမက်ဘီဝါရှာကူမှာပဲဖြစ်ပါတယ်။အဲ့ဒီလူကတော့အသက်40အရွယ်ရှိပြီးရောအဲ့ဒီလေရဲ့တဦးတက်တော့အသက်ရှည်ကျရေးသူလည်းဖြစ်ပါတယ်အဲ့ဒီနေရာပေါ်ရေး778 liner မှာတော့လိုက်ပါစီးနေတဲ့သူပေါင်းက242ယောက်ရှိပါတယ်အဲ့ဒီအထဲမှာ11မှာထိုင်ခဲ့တဲ့သူတဦးတည်းသာကန်ကောင်းခဲ့ရလဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်11ဆိုတဲ့နေရာကဘယ်လိုနေရာမျိုးမှာရှိရလဲလေကြောင်းလိုက်ရဲ့အတီးပြီးပြောကြားချက်တွေအရာတော့ရိုးရိုးတဲရဲ့ပထမဆုံးနဲ့အစွန်ဆုံးနေရာမှာရှိရပါအဲ့ဒီနေရာကတော့လေကြောင်းလိုက်ရဲ့အရှိပိုင်းမှာရှိရဖြစ်ပြီးရောဘေးမှာလည်းလေပထိမောက်ရှိပါတယ်ကျွမ်းကျင်သူတွေရဲ့ပြောဆိုမှုအရာဆိုလို့ရှိရင်လေတစ်စီးနဲ့တစ်စီးကထိုင်ကုန်နံပါတ်တွေမတူညီနိုင်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာကအသက်ရှင်မှုအတွက်ကန်ကောင်းတဲ့နေရာလဲဆိုတာခံမှန်းဖို့ကလည်းမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်ဒါအပြင်ကိုမှလေမတော်တဆမှုပုံစံတွေကလည်းမတူညီနိုင်တဲ့အတွက်ကြောင့်မလို့အသက်ရှင်မှုအတွက်နေရာတွေကလည်းမတူညီနိုင်ဘူးလို့ဆိုလိုပါတယ်ဒါတော့လေ11ဆိုတာကအခြားလေယာဉ်တွေမှာလည်းကန်ကောင်းစေနိုင်မလားဆိုတာကိုတော့ဘသူကမှကန်တေကမှမပြောနိုင်ပါဘူးဒါပေမဲ့လည်းပြီးခဲ့လေပြတ်ကြောက်မှုမှာတော့လေနံပါတ်11ဆိုတာကတော့လေခုံနံပါတ်တွေထဲမှာကန်အကောင်းဆုံးနံပါတ်ဖြစ်တယ်ဆိုပြီးတော့လည်းလူတော်တော်များများကတော့လက်ခံထားကြပါတယ်